အားလုံးပဲမင်္ဂလာပါ My Treasures by Billy Page ကနေပြီးတော့မှပြန်လေးကြိုဆိုလိုက်ပါရယ်ဆိုတော့ဒီကနေ့မှာဖူကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးဦးမှာဖြစ်တဲ့အတွက်ဒီကနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒီကနေ့ဖူကနေပြီးတော့မှ B ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ် B နဲ့စတင်တဲ့စာကြောင်းနေရာဆိုလို့ရှိရင်ဖူတစ်ဖက်လူကိုတိုက်တွန်းတာဒါမှမဟုတ်ရင်အကြံပေးတာဒါမှမဟုတ်ရင်တတိပေးတာမျိုးဆိုတဲ့အခြေအနေမျိုးတွေမှာသုံးပါတယ်ဒါကိုအင်္ဂလိပ်စာမှာ imperative sentences အမိန့်ပေးတဲ့တိုက်တွန်းတဲ့စာကြောင်းတွေလို့ခေါ်ပါတယ်အဲ့တော့ဒီပုံစံကိုရှင်းပြမယ်ဆိုလို့ရှိရင် B plus adjective နာမဝိသေသနဆိုတဲ့ပုံသင်နည်းလေးကိုမှတ်ထားပါအဲ့တော့ B plus adjective ဒီတော့သူ့ရဲ့အဓိပ္ပာယ်က B ဆိုတာဒီနေရာမှာဖြစ်ပါရှိပါဒီလိုမျိုးအဓိပ္ပာယ်ရပါတယ်တစ်ဖက်လူကတခုခုဖြစ်စေခြင်းတဲ့အခါဒါမှမဟုတ်အပြုမှုတခုခုလုပ်စေခြင်းတဲ့အခါမျိုးမှာသုံးပါတယ်အဲ့တော့ဥပမာအနေနဲ့စိတ်သက်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ဥပမာစူးစမ်းခြင်းစိတ်ရှိပါတတိရှိပါဒီလိုမျိုးပြောခြင်းတယ်ဆိုလို့ရှိရင် be curious be brave be positive ဒီလိုမျိုးတယောက်ကိုတခုခုလုပ်ပါဖြစ်ပါရှိပါစူးစမ်းခြင်းစိတ်ရှိပါဒီလိုမျိုးတွေပြောချင်တယ်ဆိုရင် be plus adjective နောက်တစ်ခု behavior အပြုမူပိုင်းဆိုင်ရာတွေမှာလည်းသုံးလို့ရပါတယ်အဲ့တော့ဥပမာလိမ်ပါပါအဲ့လိုမျိုးပြောချင်တယ်ဆိုရင် be good လူတွေနဲ့ပေါ်ပေါ်ရွေးနေပါဒါမျိုးဆိုရင် be nice ကျင်နာပါ okay be quiet တိတ်ဆိတ်နေပါ okay ပြီးတော့နောက်ထပ်ဘယ်လိုနေရာမျိုးတွေမှာသုံးလို့ရသေးလဲဆိုရင် warning ပေးတဲ့နေရာသတိပေးချင်တဲ့အခြေအနေမျိုးမှာလည်းပဲဒီ B plus adjective ကိုသုံးလို့ရပါတယ်ဥပမာအနေနဲ့ be careful ဂရုစိုက်ပါ be patient စိတ်ရှိပါokay ဒီလိုမျိုးသုံးလို့ရတယ်လို့တယောက်ကိုမဖြစ်ပါနဲ့မလုပ်ပါနဲ့လို့ပြောချင်တယ်ဆိုလို့ရှိရင်ရှေ့မှာ don't ကလေးထည့်ပေးလိုက်တာနဲ့သူ့ရဲ့အဓိပ္ပာယ်ကဥပမာ don't be shy မရှက်ပါနဲ့ don't be afraid မကြောက်ပါနဲ့ okay ဒီလိုမျိုးပြောလို့ရတယ်ဆိုတာကိုဒီကနေ့ရှင်းပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ B ရဲ့အသုံးလေးကိုလည်းသိသွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကအားလုံးတို့အကျိုးရှိရဲဆိုရင် like and share လေးလုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုတွေကြားလို့ရှိရင်ပြန်ပြီးတော့မှတွေ့ကြပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်